တန်တိတ်သွားတဲ့အမပေကဘာပလားကနေထွက်ခွာရအချိန်မှာဘာတွေများပြောလိုက်တာလဲပြည်တင်အသေးရဲ့ကဘာပလားခရီးလဲအဆုံးသက်သွားတဲ့အချိန်မှာတော့အားလုံးရဲ့အာရုံစိုက်မှုကတယောက်တည်းစီကိုပဲရောက်သွားခဲ့ပါတယ်သူကတော့အတင်းရဲ့အဓိကကျယ်ပွင့်ကလီယာအမပေပါပဲပွဲပြီးအင်တာဗျူးမှာသူပြောလိုက်တဲ့စကားလုံးတွေကအင်တာနက်ပေါ်မှာတော်တော်လေးကိုပွက်လောရိုက်သွားခဲ့ပါတယ်တကယ်တော့သူပြောလိုက်တဲ့စကားထဲမှာခံစားချက်ပြင်းပြတဲ့စကားလုံးတွေပါဝင်နေတာကြောင့်တရားဝင်မီဒီယာတွေမှာတော့စံစာဖြတ်တောက်ပစ်လိုက်ရတဲ့အထိပါပဲဒါဟာပြင်တဲ့အတင်းရဲ့ရှုံးနိမ့်မှုအပေါ်မှာအမပြေဘလောက်တော့ဒေါ်တာအထွက်ဝမ်းနည်းနေလဲဆိုတာကိုတက်တည်ပြလိုက်တာပါကဘာပလားဆိုတာကစားသမားတိုင်းရဲ့အိမ်မက်ဖြစ်ပေမဲ့အခုလိုမျိုးခါတိတဲ့အဆုံးအသက်နဲ့ကြုံတွေ့လိုက်ရတဲ့အခါမှာတော့ကစားသမားတရားရဲ့စိတ်ခံစားမှုကတကယ်ကိုထိမ့်မရအောင်ဖြစ်သွားတတ်ပါတယ်အမပြေရဲ့ဒီလိုမျိုးလောက်ရဟာသူ့ကိုပို့ပြီးတော့လူမုန်းများသွားစေမလားဒါမှမဟုတ်သူလည်းလူသားတရားမှုခံစားချက်ရှိပါတယ်ဆိုပြီးဘောလုံးပြည့်တဲ့ဒီကပဲနားလည်ပေးကြမလားအမပြေရဲ့ဒီလိုမျိုးတုံ့ပြန်မှုပေါ်ကိုလိုလိုဘယ်လိုမြင်ကြလဲဒါကစားသမားတရားရဲ့တဘာဝပဲလားဒါမှမဟုတ် professional မဆန်တဲ့လောက်ရလို့ပဲယူဆကြမလား comment ထဲမှာအမြင်လေးတွေဆွေးနွေးတော့ကြပါအောင်